အာအီဖန်နေနော်အာအီဖန်နေဘောလုံးပွဲစုကြည့်တော့ဘာဖြစ်လဲဆိုတော့စုငိုကြတာပေါ့ဘောလုံးပွဲစုကြည့်တော့နော်အဲ့လိုအားဟို9ယောက်စုကြည့်တာတို့10ယောက်စုကြည့်တာတို့15ယောက်စုကြည့်တာတို့အဲ့လိုစုကြည့်တော့အကုန်စုပြီးငိုကြွားနော်အလုံးတော့မပြတ်စေတဲ့မင်းကြောင့်လည်းစားဖို့လည်းစီးမပြတော့အေးမဟုတ်ဘူးဒီနေ့တကယ်ထူးကြရနော်ပြောပြမယ်အခုနော်စင်ပြန်ကြီးဖန်နေအကုန်လုံးဝသူတို့အင်တာနက်တွေအကုန်ပိတ်သွားပြီနော်သူတို့တွေလုံးဝအင်တာနက်ပြတ်တောက်မှုဖြစ်သွားပြီနော်အေးနော်အိုင်ဖန်တွေစင်ပြန်ကြီးဖန်နေအကုန်လုံးဒါအင်တာနက်ပိတ်ဆို့မှုဖြစ်ပေါ်သွားတယ်တဲ့အထူးသတင်းနော်အထူးသတင်းဘာလို့ဆိုတော့အခုဒီမှာအမြဲတမ်းလို့တခုဆိုတက်ပြီးတော့ပြောနေတဲ့ကောင်တွေအခုတယောက်မှမတွေ့တော့ဘူးနော်အခုစာပို့ရင်တော့မကြည့်ကြတော့ဘူးလို့နော်ဒါအထူးသတင်းပါနော်အထူးသတင်းအိုင်ဖန်တွေစင်ပြန်ကြီးဖန်တွေတီးတဲ့ဒီနေ့အင်တာနက်ပြတ်တောက်မှုဖြစ်သွားပါတယ်အင်တာနက်ပြတ်တောက်မှုဖြစ်သွားတယ်နော်စာပို့တော့နော်နောက်တစ်ချောင်းကြာရင်လည်းမရှိတော့အတက်တော့ကောင်းမှမရှိတော့ဘူးနော်မေးမေးဖြစ်တာတော့အေးဝါနော်တနိုင်လုံးတကဘာလုံးမဟုတ်ရီပဲရီချင်တာဘာမှမလုပ်ချင်ရီပဲရီချင်တာဟိုဒီနေ့ဟိုမနက်မိုးလေးအထိမိတ်ပဲထိုင်ရီမယ်ကွာနော်အင်တာနက်ကိုအေးအဲ့လေအင်တာနက်ကိုကွက်ပြီးပြတ်သွားတာနော်ဒီမှာအလုပ်ဟောမိုင်ဖန်နေအလုပ်သွားမဲ့လူတွေတော့မိတ်သေးဘူးရီပဲထိုင်ရီနေကြအေးရီကွာထိုင်မနက်ထိထိုင်ကြလို့နော်လောကမယူအေးခေါ်မယ်မယူမနေ့ကျရင်အလုပ်သွားရင်မယူအင်ကြီးဝတ်ပြီးသွားစေယူဘောင်းမတော့မယူအေးနော်ကြာလို့စေယူတော့မဟုတ်ဘူးမယူအင်ကြီးဝတ်ပြီးသွားနော်အာဟောရီလို့ခေါ်တော့ကွာ